皆さんこんばんは。ゆいじまざてねちゃんまゆい先生ပါဒီနေ့ကတော့ entry ရှင်းခန်းစာ reading ရဲ့မွန်တိုင်းရုံးကိုဖတ်ပြမယ့် video file လေးပဲဖြစ်ပါတယ်။ကြည့်လားဆိုတော့私နဲ့အတူတူမွန်တိုင်းရုံးရဲ့ reading လေးကိုအတူတူဖတ်ကြရအောင်။ကြည့်လားဆိုတော့ဒီစာပိုက်ကိုတော့မဖတ်ခင်မှာမေကွန်ဘာဒီမေးထားလဲဆိုတာအရင်ကြည့်ရမယ်နော်။ကဲတော့ဤကိုတော့ဖတ်ရအောင်။တော့ဤမှာ損をしたようなとあるがなぜかဆုံးရှုံးလိုက်ရတယ်လို့ခံစားလိုက်ရတာကなぜかဘာကြောင့်လဲဘာကြောင့်ဆုံးရှုံးလိုက်ရတယ်လို့ခံစားလိုက်ရလဲဆုံးဆိုတာဆုံးရှုံးမှုပါ try လေးကိုတော့ဖတ်ကြမယ်急かなくてもいいのに急いでいろいろ心配してしまったから急かなくてもいいအရင်မလို့လဲရပြီမဲ့急いでအရင်လိုလိုက်ပြီးတော့いろいろな心配してしまったからအမျိုးမျိုးစိတ်ပူခဲ့ရတဲ့အတွက်ကြောင့်မို့လို့အရင်မလို့လဲရပြီမဲ့အရင်လိုလိုက်ပြီးတော့အမျိုးမျိုးစိတ်ပူခဲ့ရတဲ့အတွက်ကြောင့်မို့လို့ဒါနံပါတ်1ပါနံပါတ်2ကヘイジスなのに日曜日だと思って寝坊してしまったからဂျာရက်ဖြစ်ပေမဲ့日曜日だと思ってတနင်္ဂနွေနေ့လို့သူထင်လိုက်ပြီးတော့ဗောနော်တနင်္ဂနွေနေ့လို့ထင်ပြီးတော့寝坊してしまったからအဲ့ရထားနောက်ကျသွားအဲ့လွန်သွားခဲ့တယ်ဗောနော်အဲ့ရထားနောက်ကျခဲ့တယ်3番余裕を持って会社に行けなくて上司から怒られてしまったからအချိန်ပိုစောပြီးတော့ကုမ္ပဏီကိုမလာနိုင်ဖြစ်ပြီးတော့上司からအထက်လူကြီးစီကနေပြီးတော့怒られてしまったからစူပူခြင်းစိတ်ဆိုးခြင်းခံလိုက်ရတဲ့အတွက်急いだのにバスも電車も来なくて会社に遅れてしまったからအရင်လိုခဲ့ပေမဲ့ဘတ်စကားရောဒန်းရှာယထာရော来なくてမရောက်လာပဲကုမ္ပဏီကိုနောက်ကျခဲ့တဲ့အတွက်ကြောင့်ဒါဆိုတော့သူဆုံးရှုံးမှုကြီးဖြစ်လိုက်ရတာကဘာကြောင့်လဲဆုံးရှုံးနေလို့ခံစားလိုက်ရတာကဘာကြောင့်လဲဆိုတာ try လေးကိုဆက်စတော့ဖတ်ပြီးသွားပြီဒါဆိုတော့ဒီအဖြေကိုနားလည်သွားပြီဆိုရင်ဒီအဖြေတွေကတစ်ခုကိုရွေးဖို့အတွက် paragraph ကိုတွက်ဖတ်ကြရအောင်ခဲစားဝါတဲ့ဆိုင်းအခုဒတ်တာဒီမနက်ကတော့ကန်ဆိုးဆုံးဖြစ်ခဲ့ပါတယ်တဲ့ဆိုင်းအခုဆိုတာကန်ဆိုးဆုံးဖြစ်ခဲ့တယ်かけておいたはずの目覚まし時計が鳴らずကဲအလံပေးထားတဲ့နှိုးဆက်နိုင်ကမမြည်ခဲ့ပဲနဲ့1時間も寝坊してしまったのだတနိုင်တောင်အရာထားနောက်ကျခဲ့ပါတယ်တဲ့いつもは駅までワッキングのつまりで30分歩いているのだがအမြဲတမ်းဆိုရင်ဒါ駅までဘူရာတီ walking ကိုလမ်းလျှောက်ပြီးတော့မိနစ်30နဲ့ပေါ့နော်လမ်းလျှောက်လေးရှိပေမဲ့မိုးစွန်းနာကြီးကံဝါနိုင်အခုတော့အဲ့လိုအချိန်မျိုးမရတော့ဘူးပေါ့နော်မရှိတော့ဘူးဘတ်ဆိုစကောက်ကိုတိုနီစတာဘတ်စကားကိုအသုံးပြုပြီးတော့စကောက်ကိုတိုနီစတဲ့ဘတ်စကားကိုအသုံးပြုပြီးတော့ဘတ်ဆိုတဲ့နီနာရန်ဒါဘတ်စကားမှတ်တိုင်မှာသူတန်းစီခဲ့တယ်ရှိကရှိ今度はバスがなかなか来ないဒါပေမဲ့ဒီတစ်ခေါက်ကဘတ်စကားကတော်တော်နဲ့မလာခဲ့ဘူး時刻用には5分間隔と書いてあるのにအချိန်စရာမှာ9မိနစ်ချာစီ間隔ဆိုတာ9မိနစ်ချာစီလို့書いてあるのにရေးထားပြီးမဲ့なんと20分も待たされてしまったတော့မိနစ်20တောင်စောက်လိုက်ရတယ်ပေါ့နော်このままでは2時間近く遅刻してしまいそうだဒီလိုနဲ့သူက2နာရီနီးပါးလောက်နောက်ကျသွားခဲ့ရပါတယ်တဲ့ခုံလုံးမှာဒီမတိုင်ခင်ကဂျောရှိခါရဂျောရှိဆိုတာမှတ်ထားပါအထက်လူကြီးပါအထက်လူကြီးကနေပြီးတော့ယောယိုမွတ်တဲ့ခရယောနီတော့言われたばっかりなのにちっとも進歩しないဒီမတိုင်ခင်ကအထက်လူကြီးစီကနေပြီးတော့ယောယိုမွတ်တဲ့အချိန်ပိုပြီးစောစောခရယောနီလာခဲ့လို့ရောက်လာခဲ့ပါလို့ပေါ့နော်言われたばっかりなのにပြောခံပြီးကစားပဲရှိသေးတယ်ချစ်တော့မရှင်းဖို့しないနည်းနည်းလေးမှတော့မတိုးတက်လာဘူးအားတဲ့自分が怒られている様子が目に浮かぶကိုက自分がဆိုတာနော်ကိုက怒られている様子အဆူခံရတော့မယ်ဆိုတဲ့အခြေအနေက目に浮かぶမျိုးလုံးမှာဖွာကနေပေါ်လာပါတယ်ဒါကပထမပိုက်ပါ駅で大事なことに気がついたအဲ့မှာဘူဒါမှာသူအရေးကြီးတဲ့ကိစ္စကိုသတိထားမိသွားတယ်今日は日曜日だったのだဒီနေ့ကတော့တနင်္ဂနွေနေ့ဖြစ်ခဲ့တယ်目覚まし時計が鳴らなかったのもバ
バスが平日の時刻表通りに来なかったのも今日は日曜日だからだったのだ。ノサナイがမမီခဲ့တာよ。バスカーがဂျာရက်ရဲ့အချိန်စရာအတိုင်းပေါ့နော်မရောက်လာခဲ့တာよ。今日はဒီနေ့က日曜日だからだったのだ。တနင်္ဂနွေနေ့ဖြစ်နေတာကြောင့်ကိုတဲ့。よかったတော်လေးတာပေါ့။怒られないで済む。အဆုမကတိစိတ်ဆိုးခြင်းမခံရတော့ပဲနဲ့ပြီးသွားတယ်ပေါ့ရှိကရှိဒါပေမဲ့ဇွီပွန်မူဒနာရှင်ပိုင်အိုရှိတဲ့ရှိမတာတော်တော်လေးကိုမလိုအပ်ပဲနဲ့ရှင်ပိုင်အိုရှိတဲ့ရှိမတာစိတ်ပူလွန်ခဲ့ရတယ်ပေါ့နော်私は得をしたような損をしたような複雑な気持ちで家までの道を30分歩いて帰ったကျွန်တော်ကဒီsocialအကျိုးမြတ်ကိုရလိုက်တယ်လို့မျိုးဒါမှမဟုတ်ဆုံးရှုံးမှုရလိုက်တယ်လို့ဆုံးရှုံးသွားတယ်လို့မျိုးပေါ့နော်ရှုပ်ထွေးတဲ့စိတ်ခံစားချက်နဲ့အေးမတဲ့အိမ်အထိမိနစ်30လမ်းလျှောက်ပြီးတော့ပြန်ခဲ့ပါတယ်ဆိုတော့သူဆုံးရှုံးလိုက်ရတယ်လို့ခံစားရတာကဘာဖြစ်လို့လဲဆိုတော့နံပါတ်1ကအရင်မလို့လဲရတယ်ဒီနေ့ကတနင်္ဂနွေနေ့လေအမှန်တကယ်တော့ဒီနေ့ကတနင်္ဂနွေနေ့အရင်မလို့လဲရတယ်ဒါကို तू ကမတိလိုက်ပဲနဲ့အရင်လို့လိုက်ပြီးတော့ဒီအမျိုးမျိုးစိတ်ပူခဲ့နံပါတ်1ကဖြစ်နိုင်ပါတယ်နံပါတ်2ကဟဲ့ဂျီစနာနော်ဆိုဂျာရက်ဖြစ်ပေမဲ့ तू ကတနင်္ဂနွေနေ့လို့ထင်ခဲ့တာတဲ့မဟုတ်ဘူးเนาะအဲ့ဒါကတော့တနင်္ဂနွေနေ့လေเนาะအဲ့ဒါကို तू ကဒီရုံဖွေရက်ဂျာရက်လို့ထင်ပြီးတော့အရင်လို့ခဲ့တာပြောင်းပြန်ဖြစ်နေရယ်เนาะမှားတယ်ဒီနောက်တစ်ခုကကြတော့အချိန်စောပြီးမလာခဲ့တော့အချိန်စောပြီးတော့ကုမ္ပဏီကိုမရောက်ခဲ့တော့အထက်လူကြီးစီကနေစူပူကြီးခံရတယ်အဲ့ဒါလည်းမဟုတ်ဘူးဒါအရင်တစ်ခေါက်ကဖြစ်ခဲ့တာအီဇိုရီတာနော်နီတဲ့အရင်လိုခဲ့ပေမဲ့ဘတ်စကာရောဒီယထာရောမရောက်လာခဲ့လို့ကုမ္ပဏီကိုနောက်ကျခဲ့တာဒါလည်းမဟုတ်ဘူးဒီနေ့တနင်္ဂနွေနေ့ဆိုတော့သူတိလိုက်ပြီလေမသွားထီတော့ဘူးဒါဆိုတော့အဖြစ်ကအီချီပန်ဖြစ်ပါမယ်ခေဒါဆိုရင်တော့မွန်တိုင်းလေးရဲ့ရင်းနှီးပု္ပ္ပစာလေးကိုရမယ်လို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ဆုံပါမယ်。好きな動画に会いましょう。またね。